မင်္ဂလာပါဆိုင်းလင်းလိုက်ကနေပြန်လည်ကြိုဆိုပါရစေ။ဒီသင်ခန်းစာမှာ exchange and favorable exchange ကြောင့်လေ့လာခဲ့ပြီးဖြစ်တယ်။ဒါကြောင့်မို့ဒီသင်ခန်းစာမှာကျွန်တော်တို့က do for attack သင်ခန်းစာကိုထပ်မံလေ့လာမှာဖြစ်ပါတယ်။ do for attack ဆိုတာကတော့အာပြိုင်ဘက်ရဲ့ကစားရုပ်တစ်ရုပ်ကိုကိုယ့်ရဲ့ကစားရုပ်နှစ်ရုပ်နဲ့တိုက်ခိုက်ခြင်းလို့ခေါ်ပါတယ်။နမူနာအနေနဲ့ကျွန်တော်တို့ကြည့်ပါမယ်။ပြီးတော့ဒီ chatbot ကိုနှစ်ပိုင်းပိုင်းလိုက်ပါမယ်။ဒီဘက်တစ်ချမ်းစီခွဲပြီးတော့ကြည့်ပါနော်။တစ်ပိုင်းစီပိုင်းပြီးကြည့်မယ်ဆိုရင်ပထမဆုံးအနေနဲ့အဖြူရွှေ့လက်မှာဆိုရင်တစ်ဖက်က defending သင်ခန်းစာမှာပြောခဲ့တယ်အကာအကွယ်မရှိတဲ့အကောင်ဆိုရင်ကျွန်တော်တို့က unprotected piece လို့လည်းခေါ်တယ် free piece လို့လည်းခေါ်တယ်အကာအကွယ်မရှိတဲ့အကောင်ဆိုရင်လည်းတော့လည်းမရှိဘူးတစ်ခါတည်းစားလိုက်ရုံပဲ root take b5 ဆိုပြီးစားလိုက်ရုံပဲအဲ့တော့အရေးကြီးတာကဒီနှစ်ခု chat box ကိုဒီလို line ချထားတယ်ဆိုရင်ခွဲမြင်ဖို့တော့အရေးကြီးပါတယ်ဒါကသင်ခန်းစာ theory ရှင်းတာဖြစ်တဲ့အတွက်ဒီလိုမျိုးရှင်းတာဖြစ်ပါတယ်တကယ် real ပွဲမဟုတ်ပါဘူးဟုတ်ပြီအကောက်အကွယ်မရှိတဲ့ကောင်ဆိုရင်တော့ free စားလိုက်လို့ရတယ်ဒီပု္ပ္ပာကိုကြည့်မယ်ဆိုရင်သူက attack လုပ်ထားတယ်ကိုယ့်ရဲ့ rook က bishop ကို attack လုပ်ထားတယ်ဒါပေမဲ့တွားစားလို့မရဘူးသူ့မှာကာကွယ်ထားတဲ့ piece rook ရှိပါတယ်ကိုကတိုက်ခိုက်ထားတဲ့ကစားကောင်တစ်ကောင်တိုက်ခိုက်ကာကွယ်ပေးထားတဲ့ကောင်ကစားတစ်ကောင်ဆိုတော့ round 1ဆိုတော့ကိုကသူ့ကိုတွားစားရင်သူကကိုပြန်စားမှာပါဒါမျိုးဆိုရင်တော့ free မရတော့ပါဘူးโอเคဒါဆိုရင်ကျွန်တော်တို့ကခုနက1-1ဖြစ်တာမှန်တယ်ဒါပေမဲ့ဒီပု္ပ္ပာကိုကြည့်မယ်ဆိုရင်တော့ဒီ bishop လေးကိုတိုက်ခိုက်ထားတာဘယ်နှကောင်ရှိလဲကြည့်ပါမယ်ဒီမှာဆိုဒီ bishop လေးကို rook ကလည်းတိုက်ခိုက်ထားတယ် bishop ကလည်းတိုက်ခိုက်ထားတယ်ဒီကစားရုပ်လေးကိုတိုက်ခိုက်တာကကိုယ့်ဘက်ကနှစ်ကောင်ရှိရေသူ့ကိုကာကွယ်ပေးထားတဲ့ကောင်တစ်ကောင်ပဲရှိရေအဲ့တော့လည်းလွယ်ပြောမယ်ဆိုရင်ရန်ဖြစ်တဲ့အခါမှာနှစ်ယောက်နဲ့တစ်ယောက်ဆိုရင်နှစ်ယောက်ကတာပါတယ်နှစ်ယောက်ကနိုင်ပါအဲ့ဒီပဲအဲ့တော့ဒီ bishop လေးကိုစားမယ်ဒီနေရာမှာတော့သူက rook နဲ့ပြန်စားမှဖြစ်တဲ့အတွက်ကြိုက်တဲ့ကစားကောင်နဲ့စားလို့ရတယ်ဒါနောက်ပုတ်ဆိုင်ကြရင်တချို့ပုတ်ဆိုင်ကြတာဘယ်လိုဖြစ်တယ်ဆိုတော့ကိုစားမဲ့ကောင်နဲ့အရေးကြီးတယ်ကိုတန်ဖိုးနေတဲ့ကောင်နဲ့စားတင်တာတန်ဖိုးများတဲ့ကောင်နဲ့စားတင်တာအခြေအနေပုံမူတည်ပြီးတော့စားတာပဲအဲ့တော့ဒီမှာကြည့်မယ်ဆိုရင်တော့ဒီ bishop လေးကိုကိုယ့်ရဲ့ကစားကောင်နှစ်ကောင်တိုက်ခိုက်ထားတဲ့အတွက် bishop နဲ့ပဲအရင်စားစား rook နဲ့အရင်စားစားရပါတယ်အဲ့တော့ကိုကသူ့ကိုစားမယ်ဆိုတော့ပြန်စားမယ်ဒါဆိုရင်ကို့မှာတစ်ကောင်ကြံလေးတဲ့အတွက်ကိုယ့်ရဲ့တစ်ကောင်ကသူ့ကိုပြန်စားပါလိမ့်ပါတယ်အဲ့ဆိုကျွန်တော်တို့နောက်ထပ်တစ်ခုကြည့်ကြည့်အောင်ဒီဟာကိုလည်းကျွန်တော်တို့နှစ်ချမ်းချလိုက်ပါမယ်ဒီဘက်ဒီဘက်တစ်ချမ်းကတပုတ်စာပါဒီဘက်တစ်ချမ်းကတပုတ်စာပါဒီမှာဆိုရင်ကျွန်တော်တို့မြင်ရမှာကဖြူရွှေ့လဲဆိုရင်ဒီ bishop ကလေးကိုချိန်ထားတာကကစားကောင်ဘယ်နှကောင်ရှိလဲဆိုတော့နှစ်ကောင်ရှိပါတယ် queen ကလည်းဒီ bishop လေးကိုချိန်ထားတယ် knight ကလည်းဒီ bishop လေးကိုချိန်ထားတယ်ချိန်ထားတာနှစ်ကောင်ပါဒါပေမဲ့သူ့ကိုကာကွယ်ပေးထားတဲ့ဒီ bishop လေးကာကွယ်ပေးထားတာကတော့ queen တစ်ကောင်ပဲရှိပါတယ်ဒါကြောင့်မို့နှစ်ယောက်တစ်ယောက်ဆိုရင်2-4အထက်ဖြစ်ပါတယ်ဒါဆိုရင် queen နဲ့ဆက်စား knight နဲ့ဆက်စားစားလို့ရပါတယ်ဒါဆိုရင်ဒီဘက်မှာကျွန်တော်ပြန်ကြည့်ပါမယ်ဖြူရွှေ့လဲမှာပဲဒီအမဲနိုင်ကလေးကိုချိန်ရထားတဲ့ကောင်ကနှစ်ကောင်ရှိရယ်နိုင်ကလည်းချိန်ထားတယ် bishop လည်းချိန်ထားတယ်ဒါဆိုသူ့ကိုကာကွယ်ပေးထားတော့ဒီ bishop လေးတစ်ကောင်ပဲရှိပါတယ်ဒါဆိုကျွန်တော်တို့ကနှစ်ယောက်တစ်ယောက်ဖြစ်တဲ့အတွက်2-4ထက်ဖြစ်ပါတယ်ဒါမျိုးဆိုကိုကစားလို့ရပါတယ်စားရင်အမျက်ထွက်ပါတယ်ဒီမှာလည်းကျွန်တော်တို့နှစ်ချမ်းချမ်းပြီးမြင်ပါမယ်ဟုတ်ပြီခုနကပြောတဲ့ပုံစံမျိုးလာပါပြီအဲ့တော့ပထမဆုံးကျွန်တော်တို့ကြည့်ရမှာက2-4 attack ရှိလားဆိုတော့ကြည့်မယ် attack လောက်ထားတာရှိလားကြည့်ရခါမှာဒီ knight ကလေးကိုချိန်ထားတာ bishop ကလည်းချိန်ထားတယ် rook ကလည်းချိန်ထားတယ်ဒီ knight ကလေးကိုကာကွယ်ပေးထားပွန်တစ်လုံးပဲကာကွယ်ပေးထားတယ်အဲ့တော့နှစ်ယောက်တစ်ယောက်ဖြစ်တဲ့အတွက်2-4 attack ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တွက်ရမှာက bishop နဲ့အရင်စားတင်လား rook နဲ့အရင်စားတင်လားဆိုစဉ်းစားအောင်တကယ်လို့တော့ကိုက rook နဲ့အရင်စားမယ်ဆိုရင် rook ရဲ့တန်ဖိုးက 5အဲ့တော့ပွန်းကပြန်စားမယ်အဲ့ပွန်းကို bishop ပြန်စားမှာအဲ့တော့ကျွန်တော်တို့စားရမှာဒီနှစ်ကောင်ပွန်းတစ်လုံးရယ် knight တစ်လုံးရယ်ကျွန်တော်တို့ပေးရမှာက rook တစ်လုံးကိုယ့်ရဲ့ rook ကတန်ဖိုးက5အဲ့နှစ်ကောင်လုံးစားရရင်4ဒါဆိုရင်ကိုကတော့တက်မှတ်ရှုံးသေးရယ်ဒါဆိုရင်တော့ကျွန်တော်တို့ rook နဲ့မစားတော့ဘူး rook နဲ့မစားဘဲနဲ့ bishop နဲ့စားမယ်ဆိုရင် bishop လည်း3 knight ကလည်း3ဟိုမှာပွန်းလေးတစ်လုံးပါကိုကအမျက်ရအောင်မှာဒါဆိုရင်တော့တမတ်တာမယ်ဒါကြောင့်မဒီလိုနေထားမှာဆိုရင်ကိုကချိန်ရမယ်ဘယ်ကောင်နဲ့အရင်စားတင်လဲဒီနေထားမှာဆိုရင်တော့ bishop လေးနဲ့စားတာပိုကောင်းပါတယ် bishop take c6 အိမ်မှာ pawn take c6 စားရင် rook take c6 ဆိုပြီးစားလိုက်ပါမယ်
နောက်တစ်ခုကျွန်တော်တို့ဒီဘက်မှာကြည့်ပါမယ်အဲ့တော့အမဲရွှေလဲမှာကြည့်မယ်ဆိုရင်ဒီရူကလေးကိုချိန်ရွေးထားတဲ့ကစားကောင်ကရူရဲ့ခွင်းရဲ့နှစ်ကောင်ရှိပါတယ်သူ့ကို defend ထားတာကတော့ knight လေးတစ်ကောင်ပဲရှိပါတယ်အဲ့တော့နှစ်ယောက်တစ်ယောက်ဖြစ်တဲ့အတွက်2-4 attack ဖြစ်ပါတယ်ဒါဆိုရင်ကိုကစားမယ်ဆိုရင်ဒီတိုင်း play ရှောက်စားမှာမဟုတ်ဘူးကိုကကြည့်အောင်မယ်ရူနဲ့စားရင်ကောင်းမလားခွင်းနဲ့စားရင်ကောင်းမလားအဲ့တော့ကွင်းနဲ့အရင်စားမယ်ဆိုရင်တော့ကွင်းက root ကိုစားမယ် knight က root ကွင်းကိုပြန်စားမယ် root က knight ကိုစားမယ်ဒါဆိုရင် root နဲ့ knight နဲ့နှစ်ကောင်ပေါင်းရင်တော့မှ8ပဲရှိအောင်မယ်ကိုယ့်ရဲ့ကွင်းက9ဆို9အောင်တက်မှရှုံးမှာဟုတ်ပြီနော်အစားမတော်ရင်တလုံးဖြစ်လိမ့်မယ်နော်အဲ့တော့ဒီနေရာမှာ root take root ကိုအရင်စားမယ်ဆိုရင်တော့ကိုက knight က root ကိုစားမယ်ကွင်းက knight ကိုစားမယ်ဆိုရင်ကိုက knight လေးတစ်လုံး free ရမှာဖြစ်ပါတယ်ဒါမျိုးဆိုရင်ကိုကဘယ်ကောင်နဲ့စားတင်လဲဆိုတော့တခြားရွေးချယ်မှာဖြစ်ပါတယ်โอเคဒီဟာလေးကိုလည်းနှစ်ပိုင်းပိုင်းလိုက်ပါမယ်နောက်တစ်မျိုးအနေနဲ့တည်တင်တာကနောက်တစ်မျိုးအနေနဲ့တည်တင်တာဘာလို့ဆိုတော့ဒီလိုမျိုး root နဲ့ root နဲ့ထပ်ထားတယ် root နဲ့ queen နဲ့ထပ်ထားတယ် bishop နဲ့ queen နဲ့ထပ်ထားတယ်ဆိုဒါမျိုးကို battery လို့ခေါ်ပါတယ်အဲ့တော့ battery ဆိုတာကဘယ်လိုလဲဆိုတော့နောက်ွယ်ကနေအရှိကကစားကောင်ရောနောက်ကကစားကောင်ရောနှစ်ကောင်လုံးကပြစ်မှတ်တစ်ခုတည်းကိုအတူတူချိန်ရွယ်ထားတယ်လို့သတ်မှတ်ပါတယ်အဲ့တော့2-4 attack ပုံစံတစ်မျိုးပါပဲเนาะကျွန်တော်2-4 attack ပုံစံမျိုးပဲမှတ်ထားလို့ရပါတယ် battery ဆိုတော့ root နဲ့ root နဲ့ထပ်ထားတာပဲဖြစ်ဖြစ် bishop နဲ့ queen နဲ့ထပ်ထားတာပဲဖြစ်ဖြစ်နောက်တစ်ခါအဲ root နဲ့ queen နဲ့ထပ်ထားတာဖြစ်ဖြစ်ဒီလိုမျိုးတစ် file ထဲမှာdiagonal တစ်ခုထဲမှာတစ် run ထဲမှာတူတူရှိနေရင်ဒါကို battery ဖြစ်နေတယ်လို့သတ်မှတ်လို့ရပါအဲ့တော့ဒီနေရာမှာဆိုရင်ဒီ root ကလေးကိုချိန်ထားတာကရုပ်တရက်ကြည့်လိုက်ရင်ဒီကောင်လေးပဲရှေ့က A4 က root ကလေးကပဲချိန်ထားတယ်လို့ထင်ပါတယ်ဒါပေမဲ့ပုံစံကြည့်လိုက်တဲ့အခါမှာ battery ဖြစ်နေရဲ့နှစ်ကောင်ကတစ်ထပ်တည်းဖြစ်နေရဲ့တစ် file ထဲမှာတစ် run ထဲမှာတူတူဖြစ်နေတဲ့အတွက်ဒီကောင်လေးကို battery လို့ခေါ်ပါတယ် battery ဖြစ်ပြီဆိုရင်တေချာတယ်နှစ်ကောင်လုံးကပြစ်မှတ်တစ်ခုတည်းကို2-4 attack လုပ်ထားတယ်အဲ့တော့ဒီနှစ်ကောင်တော့တိုက်ခိုက်တယ်သူ့ကိုကာကွယ်ပေးထားတာကဒီ root တစ်ခုတည်းဒါဆိုရင်စားကြည့်မယ်ဒီ root ကလေးကဒီ root ကိုစားမယ်စားရင်ဒီဘက်က root ကပြန်စားမယ်ဒါဆိုအောက်က A1 က root ကနေပြန်စားမယ်ဆိုရင်အမဲ root နှလုံးကိုကိုကရလိုက်မှဖြစ်ပြီးတော့ကိုကအဖြူ root တစ်လုံးပဲရှုံးမှာဖြစ်ပါတယ်ဒါဆိုဒီဘက်အချမ်းလေးကိုကြည့်ပါမယ်ဒီ knight ကလေးကိုချိန်ရွယ်ထားတာဘယ်နှကောင်ရှိအောင်ဆိုတော့ bishop ရဲ့ queen ရဲ့ရုတ်တရက်ချင်း queen ကဒီ knight ကိုချိန်မထားပါဘူးဒါပေမဲ့ကိုက battery ကိုတိထားမယ်ဆိုရင် bishop ရော queen ရောဒီ knight ကိုချိန်ထားတယ်လို့သိပါလိမ့်မယ်အဲ့တော့ bishop take knight ကိုစားမယ်ဆိုရင် bishop က bishop ကိုပြန်စားမယ်ဒါဆို queen က bishop ကိုစားမယ်ဒါဆိုကျွန်တော်တို့ကကိုယ့်ဘက်က bishop တစ်လုံးပေးပြီးတော့ knight နဲ့ bishop ကိုရမှာဖြစ်ပါတယ်ဟုတ်ပြီဒီနေထားမှာဆိုရင်ဒါကအဖြူရွှေ့လဲပါအဲ့တော့ကစားကောင်တွေပုံများလာပြီကျွန်တော်တို့တကယ် real game မှာဆိုရင်ကစားကောင်တွေများတယ်ဟုတ်ပြီနော်အဲ့တော့ခုနကတော့နားလည်လွယ်အောင်ကစားရုပ်တွေကိုshort ချပြီးတော့ရှင်းပြထားတာတကယ် real game မှာတော့ကစားရုပ်တွေကများပါတယ်အဲ့ထက်မှကိုကရှာရတယ်အဲ့တော့ကိုကဘာရှားလဲဆိုတော့တစ်ဖက်ပြိုင်ဘက်ရဲ့ဘယ် piece တွေကိုကိုယ့်ရဲ့ကစားကောင်နဲ့တိုက်ခိုက်ထားလဲကိုယ့်ရဲ့ကစားကောင်တွေကိုရောပြိုင်ဘက်ကဘယ်လိုတိုက်ခိုက်ထားလဲဆိုတော့ကြည့်ရတယ်ဒီနေရာမှာကြည့်မယ်ဆိုရင်ဒီ F7 ကပွန်းလေးကို Bishop ကလည်းချိန်ထားတယ် Queen ကလည်းချိန်ထားတယ်အဲ့ဒီအတွက်2-4နှစ်ကောင်ချိန်ထားပါတယ်သူ့ကိုကာကွယ်ထားတာဘယင်တစ်ကောင်ပဲရှိတယ်ရုတ်တရက်ချိန်မယ်ဆိုရင်ကိုကဘယ်ကောင်နဲ့အစားရ2-4အထက်ချက်ချင်းဖြစ်သွားပြီဖြစ်သွားတဲ့အတွက် Bishop နဲ့စားရင်ကောင်းမလား Queen နဲ့စားရင်ကောင်းမလားတော့စဉ်းစားလို့ရတယ်ဒီလိုအနေထားမှာဆိုရင်တော့ကိုကတန်ဖိုးနေတဲ့ကောင်နဲ့စားမယ်လို့ပုံလေးမှတ်ထားရမလို့ Bishop နဲ့ဒါစားမယ်ဆိုရင်သူက King ကထွက်ပြေးလို့ရပါမှာအဲ့တော့ Queen နဲ့ဒါစားမယ်ဆိုရင်တခါတည်းရှေ့မှာတော့တင်ခဲ့တဲ့ mate in one ပုံစံပဲဘယင်ကQueen နဲ့ဒါတခါစားမယ်ဆိုဘယင်ကို check လည်းဖြစ်မယ်ဘယင်ကဒီတေးမဲ့ဒီ square လေးကိုပါ Queen ကထိမိတာဖြစ်မယ်ဘယင်ကပြန်စားလို့မရဘူးဘာလို့လဲဆိုတော့ဒီ Bishop လေးက support လုပ်ထားလို့ဖြစ်ပါတယ်ဟုတ်ကဲ့ပါအခုလေ့လာတော့တာဆိုရင်တော့2-4 attack သင်ခန်းစာပဲဖြစ်ပါတယ်2-4 attack ဆိုတာကိုယ့်ရဲ့ကစားရုပ်နှစ်ရုပ်ကပြိုင်ဘက်ရဲ့ကစားရုပ်တစ်ရုပ်ကိုတိုက်ခိုက်ခြင်းပဲဖြစ်ပါတယ်အဲ့တော့လက်ရှိအခုတင်သွားတဲ့ပု္ပ္ပစာလေးတွေကဒါက theory တက်တက်ပဲဖြစ်ပါတယ်လေ့ကျင့်ခန်းတွေကိုလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Silent Night Telegram channel မှာဝင်ရောက်လေ့လာလို့ရပါတယ် Telegram channel မှာဆိုရင်ဒီစစ်တွေနဲ့ဆိုင်တဲ့အခြေခံလေးတွေကို
လေ့ကျင့်ခန်းလေးတင်ပေးမှာဖြစ်ပါတယ်အဖြေလေးလည်းတိုက်ပေးရဖြစ်တာကြောင့်မို့ Freeze channel မှာ join လို့ရပါတယ်ဒီ YouTube ရဲ့ description ရဲ့အောက်မှာ Telegram link လေးကိုလည်းချပေးထားမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ